Hello မင်္ဂလာပါကျွန်တော်တို့ Link in Japan ကလေပေါင်းဖြစ်ပါတယ်ကျွန်တော်လက်ရှိမှာခါကာဝါတက္ကသိုလ်စီးပွားရေးမေဂျာကိုတက်ရောက်နေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပေါ့နော်ဒီ2020ခုနှစ်ရဲ့ဂျပန်နိုင်ငံရဲ့စစ်တမ်းအရာပေါ့နော်ဂျပန်ရဲ့ကုမ္ပဏီအနေနဲ့ဘယ်လိုလူမျိုးတွေကိုအဓိကထားပြီးတော့အလုပ်ခန့်သွားလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးသွားဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘုံခေလို့ခေါ်တဲ့ဝိဇာရဲလိုင်းမှာရှိတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုလူမျိုးတွေကိုအဓိကခေါ်သွားလဲဒီနေရာမှာကျွန်တော်တို့ကဝိဇာရဲလိုင်းမှာရှိတဲ့အလုပ်တွေနဲ့သိပ္ပံရဲလိုင်းမှာရှိတဲ့အလုပ်တွေနဲ့ကွာတယ်ပေါ့နော်ဒီနှစ်ခုပေါ်မူတည်ပြီးတော့လေကျွန်တော်လုပ်ငန်းတွေမှာကသူတို့ကြည့်တဲ့အချက်တွေကမတူဘူးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကဒီဝိဇာရဲလိုင်းမှာရှိတဲ့အလုပ်တွေအနေနဲ့ဘယ်လိုမျိုးလူတွေကိုအဓိကထားပြီးတော့ခေါ်သွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးပါမယ်အဲဒါမှကျွန်တော်တို့အချက်73ချက်ရှိပါတယ်73ချက်ကိုတို့ကြည့်ပြီးတော့ခေါ်ပါတယ်ဆိုတော့နံပါတ်1ချက်တို့ဘာကိုစကြည့်လဲဆိုရင်日本語能力ပေါ့နော်ဒါတော့အားလုံးသိပြီးသားပဲဂျပန်စာရေးချင်းဘယ်လောက်ရှိလဲဆိုတာစပြီးတော့ကြည့်ပါတယ်နံပါတ်2ချက်ကကျတော့ဘာလဲဆိုရင်ကျွန်တော်တို့ဒါတော့ဘယ်နေရာမှာမဆိုရေးပါတယ် communication 能力ခုcommunication ဘယ်လောက်ကောင်းလဲဆိုတဲ့ဟာလေးတကယ်ကိုအရေးကြီးပါတယ်ကျွန်တော် communicate ဘယ်လောက်လုပ်နိုင်လဲဆိုတဲ့အချက်ပေါ့နော်နံပါတ်3ချက်ကကျတော့ဒါကတော့ကျွန်တော် theory ခုဘယ်လောက်လုပ်နိုင်လဲပူပေါင်းဆောင်ရွက်မှုဘယ်လောက်လုပ်နိုင်လဲဆိုတာကိုတို့ကြည့်ပါတယ်နံပါတ်4နေရာမှာကျတော့ကျွန်တော်တို့ kiso ကကူလျက်ခုပေါ့နော်ဆိုတော့အခြေခံပညာဘယ်လောက်တက်ထားလဲဆိုတဲ့ဟာကိုတို့ကြည့်ပါတယ်အဲကြောင့်ကျွန်တော် academic record တွေတို့အရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခြေခံပညာရေးကိုမကောင်းကောင်းတက်မြောက်ထားမှုမရှိဘူးဆိုရင်တို့လုပ်ငန်းတွေမှာတို့သင်ပေးဖို့အတွက်အခက်အခဲဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီဝိဇာ line မှာရှိတဲ့အလုပ်တွေတော်တော်များများကျွန်တော်အလုပ်ရောက်မှသင်ပေးတဲ့ဟာတွေအများတယ်ပေါ့နော်နံပါတ်5ပေါ့နော်နံပါတ်5ကတော့ကျွန်တော်တို့ vitality လို့ခေါ်ပါတယ်ဒါကျွန်တော်တို့က vitality ပေါ့နော်ဆိုတော့ vitality ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဘယ်လောက်ကြံ့ခိုင်မှုရှိလဲဆိုတာဒီနောက်ပြီးစိတ်ပိုင်းဆိုင်ရာဘယ်လောက်ကြံ့ခိုင်မှုရှိလဲဆိုတာပေါ့နော်ဘယ်လောက်ထိစက်ထက်မှုရှိလဲဘယ်လောက်တွက်လက်မြန်ဆန်မှုရှိလဲပေါ့ဒီလိုဟာတွေကိုကျွန်တော်ကြည့်ရဖြစ်ပါတယ်နောက်ကကျတော့ကျွန်တော်တို့အရေးကြီးတဲ့ချက်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ even ကတိုင်းအိုးရက်ကိုလို့ခေါ်တယ်ပေါ့နော်ကာချာကျွန်တော်တို့မတူကြဘူးပေါ့နော်နိုင်ငံခြားသားတွေဖြစ်တော့ကျွန်တော်ယဉ်ကျေးမှုတွေမတူကြဘူးယဉ်ကျေးမှုမတူတဲ့အချက်တွေထဲမှာကျွန်တော်တို့ဘယ်လိုမျိုးကိုကတိုင်းအိုးလုပ်နိုင်လဲဘယ်လိုမျိုး handle လုပ်နိုင်လဲဆိုတဲ့ဟာကိုတို့ကြည့်ပါတယ်ပေါ့နော်နံပါတ်6အနေနဲ့ကြည့်ပါတယ်နံပါတ်9အနေနဲ့ပါရှိမလဲဆိုရင် netsuyi လို့ခေါ်တယ်ပေါ့နော်ဒါဆရာတက်တယ်မို့ဘယ်လောက်ရှိလဲဆိုတော့ကြည့်မယ်နံပါတ်7ဆိုရင် shakose လို့ခေါ်တယ်ဘယ်လောက်ထိ social ကြလဲဆိုတဲ့အရာမျိုးတွေပေါ့နော်ကျွန်တော်နံပါတ်9ကတော့ကျွန်တော် ego ရက်ကိုလို့ခေါ်တယ်ပေါ့နော်ကျွန်တော်အင်္ဂလိပ်စာဘယ်လောက်ထိအဆင်ပြေလဲဆိုတဲ့ဟာကိုကြည့်တယ်နံပါတ်10ကကြတော့ကျွန်တော်တို့ shin line say လို့ခေါ်တယ်ဘယ်လောက်ထိကိုအားကိုးလို့ရမလဲဆိုတဲ့ဟာကိုတို့ကြည့်ပါတယ်နံပါတ်11ကကြတော့ကျွန်တော်တို့ nihongo ego igai နော်nihongo ego igai နော် gogaku ရက်ကိုလို့ခေါ်တယ်နော်ဆိုတော့ nihongo ရဲ့ဂျပန်စာရဲ့အင်္ဂလိပ်စာအပြင်တခြားဘယ်ဥစ္စာပြောနိုင်သေးလဲဆိုတဲ့ဟာကိုကျွန်တော်တို့နံပါတ်17နေရာမှာတို့ထားပြီးကြည့်ပါတယ်နံပါတ်12ကကြတော့ဘာလဲဆိုရင်ကျွန်တော်တို့ salmon chiski ပေါ့နော် salmon chiski ကဘာလဲဆိုရင်ကျွန်တော်ဒီ major နဲ့ပတ်သက်တဲ့ဝမ်းစာကိုမှဘယ်လောက်ရှိလဲပေါ့နော်ဆိုတော့ major နဲ့ပတ်သက်တဲ့ဝမ်းစာဘာဖြစ်လို့အောက်နားကိုရောက်နေလဲဆိုတော့ကျွန်တော်ဝိဇ္ဇာဘဲနဲ့ဆိုင်တဲ့အလုပ်တော်တော်များများကြတော့ကျွန်တော်အလုပ်ကိုဝင်တော့မှသင်ပေးတာများတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ကအခြေခံပညာရေးကိုပုံမှာပဲရှိနေပြီးတော့တကယ်အရေးပါတယ် major နဲ့ပတ်သက်တဲ့ဒီဝမ်းစာကိုတို့အောက်နားမှာပဲထားပြီးတို့ကကြည့်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ခုနကပြောတဲ့ lead K လို့ခေါ်တဲ့သိပ္ပံအတွဲနဲ့ပတ်သက်တဲ့အလုပ်တွေ IT တို့ဘာလို့ဆိုရင်တော့အဲ့ကောင်အပေါ်မှာရှိတယ်ပေါ့နော်ကျွန်တော်ခုပြောနေတာကဝိဇ္ဇာဘဲနဲ့ဆိုင်တဲ့ဟာပြောနေတာဆိုတော့သူ့ကိုနံပါတ်7နေရာမှာထားပြီးတော့တို့ဒီဂျပန်နိုင်ငံကုမ္ပဏီတွေကကြည့်ပါတယ်ပေါ့နော်ဆိုတော့နံပါတ်73နေရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့3မျိုးရှိမယ်အဲ့နေရာမှာဘာလဲဆိုရင်ကျွန်တော်တို့ storage size လို့ခေါ်တဲ့ stress ကိုဘယ်လောက်ထိ handle လုပ်နိုင်လဲဆိုတဲ့အရာရယ်နောက်တစ်ခုကကျတော့ကျွန်တော် Ipan George လို့ခေါ်တဲ့ဘယ်လောက်ထိရိုးသားဖြောင်းမှန်လဲဆိုတဲ့အရာရယ်နောက်တစ်ခုကကျတော့ footwork ကိုရောစာပေါ့နော် footwork ကိုရောစာတော့ဘာလဲဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိအမြန်ဆန်မှုရှိလဲပေါ့နော်ဒီအချက်ကိုကျွန်တော်နောက်ဆုံးနေကျွန်တော်ထားပြီးတော့နံပါတ်73နေရာမှာဒီ3ချက်ကိုထည့်ထားတယ်ပေါ့နော်ဆိုတော့အပေါ်ကနေအောက်ထိကိုအရေးကြီးတာကနေအရေးကြီးဆုံးကနေပြီးတော့တိတ်ပြီးတော့နည်းနည်းရော့သွားတဲ့အပိုင်းပေါ့နော်ဒီလိုမျိုးအစင်လိုက်ကိုစီးထားတယ်ပေါ့နော်စုစုပေါင်းကျွန်တော်တို့နံပါတ်ကျွန်တော် 100% တွက်လိုက်မယ်ဆိုရင်တော့အပေါ်ဆုံးကနေပြီးတော့အဲ့လိုမျိုး percent တွေကနည်းလာမှာပေါ့နော်ဆိုတော့ဒီလိုချက်တွေကိုကြည့်ပြီးတော့ဂျပန်နိုင်ငံရဲ့ key ရောတွေက company တွေကနေပြီးတော့ကိုယ်အလုပ်ခန့်နေပေါ့နော်ဒီလိုဟာတွေရှိရတော့ကြောင့်ဂျပန်အလုပ်ကောင်းတွေလုပ်မယ်ဆွဲထားတဲ့သူတွေအနေနဲ့ဒီချက်လေးတွေကိုတော့ကျွန်တော်သတိထားပြီးတော့ဖြည့်တင်းဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကျွန်တော်တို့သိပ္ပံထွေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုဘယ်လိုမျိုးခေါ်လဲဆိုတဲ့ဟာကိုကျွန်တော်ထပ်ပြီးတော့တင်ပြသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်